အားလုံးပဲမင်္ဂလာပါပိတ်ရက်လေးပေါ့နော်စိတ်ပြေလက်ပြောက်လေးအခုကတော့ကျွန်တော်စင်ကက်ကတုံလို့မရတော့ဘူးဆိုတာကတလားကြော်ပြီဗျာအပြင်မထွက်ရတော့ကျွန်တော်စင်က register မလုပ်ရသေးဘူးပေါ့နော် register လုပ်ဖို့အတွက်ဒီလိုလာတာပါစင်ကာပူပလာဇာစင်ကာပူရာရောက်နေတာပါဒီမှာတော့ပစ္စည်းတွေကတော့တော်တော်စုံတယ်ဈေးကလည်းဒီတက်တာမယ်ထင်တာပဲတခါမှတော့မရောက်ဘူး MRT စီးပြီးတော့လာခဲ့တာပေါ့နော်ဆိုင်ရမဖွင့်သေးဘူးဆိုင်ရ7နာရီမှဖွင့်มาတဲ့7နာရီမှဖွင့်มาဆိုတော့7နာရီထိစောင်းနေတာပေါ့ Star Hub register လုပ်ဖို့ကျွန်တော်အတီးတွေကိုထိခိုင်းတာပေါ့နော်ဖုန်းအင်တာနက်သုံးဖို့အတွက်အပြင်ရောက်ရင်အင်တာနက်သုံးလို့မရတော့ဘူးဆိုတော့တက်တန်းကိုမှမသိလိုက်ဘူးတငယ်ချင်းကဖုန်းခေါ်တော့လည်းမရတော့ဘူးပေါ့နော်အဲကြောင့် Star Hub ကိုလာပြီးတော့ Star Hub company ကိုလာပြီးတော့register လုပ်တာပါပြီးတော့ City Hall တငယ်ချင်းတွေနဲ့စုံပါပါစိတ်ပြေစရာဆိုလို့ဒီနိုင်ငံမှာကအလုပ်တွေအများကြီးလုပ်ရတယ်လေလုပ်တော့နည်းနည်းစိတ်ပြေပြောက်စရာဆိုလို့ဒါလေးတွေပဲရှိရဲနည်းနည်းအပြင်သွားပြီးတော့ရှောက်လေအဲ့လောက်ကပဲတစ်ပတ်နှစ်ပတ်လောက်လူကိုအမောပြေစီရဗျာမဟုတ်ရင်အဆောင်မှာပဲအိတ်နေပြီးတော့နောက်နေ့အလုပ်စင်းဆိုရင်ဘာမှထူလာမှာမဟုတ်ဘူးနောက်တစ်ခုကဒီနိုင်ငံမှာအရန်လွေတယ်ကားစီးရလွေတယ် MRT ပေါ့နော် MRT စီးရတာလေးလွေတယ်အရင်ကဆိုကျွန်တော်ဆက်ရောက်ချင်းကဆိုဘယ်လိုစီးရမလဲမသိဘူးအခုနောက်ပိုင်းဆိုလွေသလားမပြောနဲ့လမ်းညွန်ဆိုင်းတွေရှိရဗျာလမ်းညွန်ဆိုင်းတွေရှိရအဲ့ဒီလမ်းညွန်ဆိုင်းအတိုင်းတွားလိုက်ဘေးသွားခြင်းလဲတွားခြင်းတဲ့ပုံမူတည်ပြီးတော့လမ်းညွန်ဆိုင်းအတိုင်းတွားလိုက်အကုန်လုံးဖြစ်တယ်ဗျာအဲ့လိုမြန်မာနိုင်ငံတို့တော့အရင်communicated ဖြစ်မနေဘူးအရင်ကိုရိုးရှင်းတယ်ဗျာဒီမှာ MRT စီးမယ်ဆိုလဲအရင်ကိုရိုးရှင်းတယ်ကျွန်တော်ကတော့အခုလက်ရှိကတော့အနေလိုင်းမှာနေရဲ့အနေလိုင်းကတော့ City Hall နဲ့တိုက်ရိုက်ရောက်တယ်ပေါ့နော် MRT စီးရကဲခဏနေကြရင် Star Hub ပြန်သွားပါမယ်အဲ့လိုပဲစောင်းရတာပဲတကယ်ချင်းတွေနဲ့ချိန်ကြလို့အားကြ bye bye